ဒီအမျိုးသမီးကတော့အသက်22နှစ်အရွယ်သာရှိသေးတဲ့မဖြူဖြူအေးဆိုသူဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာနေထိုင်တဲ့ကောင်မလေးလက်ရှိတာချီလိတ်မှာဖြစ်ပွားတဲ့သေဆုံးမှုလူတက်မှုပူပေါင်းကြံစည်မှုနဲ့ပတ်သက်ပြီးကျူးလွန်ခံရတဲ့သေဆုံးသွားတဲ့အမျိုးသမီးလေးဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာရောသတင်းမီဒီယာတွေမှာပါလူပြောများဝေဖန်မှုတွေများနေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးဟာ KTV မှာအပေါင်းအသင်းတွေနဲ့ပျော်ပါရင်ဆေးလုံပြီးတေဆုံးသွားတယ်လို့ဖော်ပြထားတာတွေရှိတာကြောင့်လည်းဖြစ်ပါတယ်။ငယ်ငယ်လေးနဲ့ချောချောလေးတယောက်ဖြစ်တဲ့အခါကျတော့လေလူအများပိုစိတ်ဝင်စားတာလည်းဖြစ်ပါတယ်။သူမဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့ညနေပိုင်းလောက်ကအတိမိတ်ဆွေတငယ်ချင်းတွေဖြစ်မှာပေါ့လာခေါ်တယ်။မိသားစုနဲ့လည်းဖေဖော်ဝါရီ23ရက်နေ့နောက်ပိုင်းအဆက်အသွယ်ပြတ်တောက်သွားတယ်လို့လည်းသိရတယ်။ဖြစ်စဉ်ကတော့ KTV မှာပျော်ပါတယ်လို့သိရတယ်လို့ဖေဖော်ဝါရီ14ရက် Valentine Day ဒါအရှင်းဆုံးအလွယ်ဆုံးပြောရရင်ချစ်သူများနေ့မှာသူတို့လူငယ်တဘာဝပျော်ပါကြတယ်။မွေးစေဝါတွေတုံးတယ်လို့သိရတယ်။ KTV မှာ Happy Pot တွေတုံးဆွဲတယ်။အဲ့လိုတုံးဆွဲရင်ပျော်ပါရင်အမိုးလွန်ပြီးတော့မှအဲ့ဒီအချိန်မှာပဲဘိန်းပြူဆေးတွေထက်ထိုးရင်းနဲ့ဆေးလွန်သွားတာလို့သိရတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှမိသားစုတပ်ဆိုင်ရာဘက်ကတိုင်ကြားချက်အရစုံစမ်းဖော်ထုတ်တဲ့အခါမှာမဖေဖေကိုဝင်တေဆုံးမှုရဲ့အဓိကလက်သည်လို့ယူဆရတဲ့တရားခံတအုပ်ကိုဖေဖော်ဝါရီလ24ရက်နေ့ကမြို့ပတ်လန်းပါရှမ်းတိရန်အောင်မြေရုပ်ကွက်မှာနေထိုင်တဲ့25နှစ်အရွယ်ဆိုင်းစော်ပိုင်ဆိုသူကိုဖမ်းမိသွားတယ်။ဖမ်းမိသူဆိုင်းစော်ပိုင်ကိုမေးတဲ့အခါမှာမဖြူဖြူအေးရဲ့ရီစာညံလင်းထက်ကွာအာဆန်ကိုဆိုတဲ့တငယ်ချင်းကနေပြီးတော့မှသူ့ကိုဖုံးဆက်ခေါ်တယ်တဲ့ဒီဆိုင်းစော်ပိုင်ကိုဘောနော်ဖုံးဆက်ခေါ်တယ်သူ့ရဲ့ရီစာဖြစ်သူဆေးလွန်နေလို့ကြည်ပေးပါအောင်ဆိုတဲ့အခါကျတော့တွားကြည့်တယ်တွားကြည့်တဲ့အခါကျတော့14ရက်နေ့ချစ်သူများနေ့14ရက်နေ့ညမှာဖြူဖြူအေးကဆေးလွန်နေတဲ့အခါကျတော့သူတို့ကလည်းပြုစုတယ်တတိယလာအောင်တတိမရမလာတဲ့ပြင်ပို့ဆိုးလာတဲ့အခါမှာညံလင်းထက်ခေါ်အာဆန်ကိုကနေသူ့ရဲ့အိမ်ကိုနေအိမ်လိုင်းကိုခေါ်လာတယ်အဲ့ဒီချိန်မှာမိခင်ဖြစ်သူဒေါ်နန်းကိန်ခန်းကလည်းတားဖြစ်သူရဲ့အကြက်သေးကိုတွေ့လို့သူတို့သားမိနှစ်ယောက်ကလည်းသူတို့နီးသူတို့ဟန်နဲ့ဖြူဖြူအေးကိုတတိရလာအောင်ပြုစုတယ်စားရည်တွေတိုက်တယ်အဲ့လိုအချိန်မှာပဲဖြူဖြူအေးကတည်ဆုံးသွားတယ်အဲ့ဒီအခါကျတော့စောက်တီယာမြကြံစီမြဖြစ်ပြီးကြောက်လန့်ပြီးတာလည်းပါတယ်မဖြူဖြူအေးကိုအဝတ်နဲ့ပတ်ဆောင်တွေနဲ့ပတ်ပြီးစားရည်တွေနဲ့လောင်းပြီးတော့တာချီလိတ်မြို့ရှောင်းလန်းစေခိုင်ရုပ်ကွက်ကကျုံကိုင်းတော်တနေရာမှာတွားရောက်ပြီးတော့ဆွန့်ပစ်တယ်ဆိုပြီးပေါ်ပေါက်လာတယ်ဒါကဖန်စီရမိသူဆိုင်းစော်ပိုင်ကိုစစ်စေးပေါ်ပေါက်ချက်အရာနောက်ဆက်တွဲဖော်ထုတ်ချက်တွေဖြစ်တယ်အဓိကသေဆုံးသူဖြစ်ဖြူအေးရဲ့ရီစာညံလင်းထက်ပေါ်အာဆန်ကောနဲ့သူ့ရဲ့မိခင်တော်နန်းကိန်ခန့်တို့တားမိကတော့ထိုင်းဘက်ကိုထွက်ပြေးတင်းရှောင်သွားတဲ့အတွက်ဖန်စီရမိခြင်းမရှိဘူးဒီသတင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးလက်ရှိမှာလူထုဘက်ကဝေဖန်မှုတွေလည်းအများကြီးမြင့်တက်နေတယ်ငယ်ရွယ်တဲ့မိမိသားသမီးတွေကိုလက်လွတ်စပယ်မထားဘူးကွန်မန့်တွေလည်းရှိတယ်ရီစာဖြစ်သူတယောက်လုံးဟိုလိုတည်ဆုံးသွားအောင်လုပ်တဲ့ညံလင်းထက်နဲ့သားသမီးမိခင်ဖြစ်တဲ့ဒေါ်နန်းကိန်ခန်းပေါ်ကိုလည်းဝေဖန်မှုတွေကလည်းရှိတယ်နောက်ဆုံးသတင်းတွေအရဖန်စီရမိတဲ့ဆိုင်းစော်ပိုင်ကိုတရားစွဲတင်ဖို့အတွက်ဆောင်ရွက်နေတယ်တင်းရှောင်နေတဲ့တားအမိကိုလည်းဖန်စီရမိတွေဆောင်ရွက်နေတယ်လူတက်မှုပူပေါင်းကြံစီမှုအလောင်းဖြောက်ဖျက်မှုတွေနဲ့အမှုဖွင့်ထားပါတယ်အကြမ်းဖက်မှုပူပေါင်းကြံစီမှုနဲ့နှစ်ရှည်ထောင်ကျခံရတဲ့တရုတ်ဆောင်မင်းရစာရဲ့မိန်းမဟာထောင်ထဲမှာငွေတိုးချီးစားပြီးတော့မှစီးပွားဖြစ်နေတယ်ဆိုသိရပါတယ်ဆယ်ကျော်သက်အရွယ်အေယကိုမင်းကလေးကိုအစနစ်ပတ်မြင်းပန်းနှိပ်စက်မှုနဲ့ထောင်ထဲမှာအကျဉ်းချခံရတဲ့တရုတ်ဆောင်မင်းရာဇာနဲ့အတူသူ့ရဲ့ဇနီးဖူးငုံပွင့်တို့ဟာထောင်ထဲမှာငွေတိုးချီးစားပြီးစီးပွားဖြစ်နေတာလို့သတင်းဖော်ပြလာပါတယ်ဒီဖြစ်စဉ်ကတော့ကိုဗစ်မတိုင်ခင်လွန်ခဲ့တဲ့2020နှစ်စပိုင်းတုန်းကဖြစ်ပွားခဲ့တာပါတရုတ်ဆောင်မြင်းရာဇာဆိုတာကဒီ VCD ခစ်ပိုင်းကမိတဲ့သူတွေအားလုံးသိကြပါတယ် Fighting Minta Action Minta ဆိုပြီး
ရဲမင်းပိုင်တို့နေထက်တင်းတို့နောက်ပိုင်းမှာနာမည်ရပြီးထိတ်တန်းမင်းသားတစ်လက်ဖြစ်လာတဲ့ရုပ်ဆောင်တစ်ယောက်ပါသူ့မိန်းမဇနီးတဲ့ဖူးငုံပွင့်ရဲ့နောက်ွယ်မှာသူတို့ရဲ့အိမ်အကူဆယ်ကျော်တက်မှလေးနဲ့နှစ်နှစ်ကျော်ကြာဇလန်းတွေဖြစ်ခဲ့တယ်အဓိကအိမ်အကူလေးကိုမင်းရလာကဖျားယောင်းတွေးဆောင်ပြီးတော့မိန်းမနောက်ွယ်မှာဖောက်ပြန်နေတာဖြစ်တယ်ဒါကိုနှစ်နှစ်ကျော်အကြာမှာဇနီးကသိရှိသွားတဲ့အခါအဲ့ဒီကလေးမအိမ်ကူမလေးကိုအစစ်နဲ့လောင်းခိုင်းတဲ့အခါမှာမင်းရစာကလည်းမိန်းမအလိုအတိုင်းအိမ်အကူကလေးမလေးရဲ့မိန်းမကိုအစစ်နဲ့လောင်းပြီးတော့ဒီသတင်းကဆိုရှယ်မီဒီယာကနေပြန့်သွားတဲ့အခါမှာကြောက်လန့်ပြီးသူတို့ဟာမြောက်လေးဘက်ကိုတင်းရှောင်ခဲ့ကြပါတယ်အဲ့ဒီအခါမှာ DKBA လက်နက်ကင်တပ်ဖွဲ့ရဲ့ဖန်စီချင်းကိုခံရပြီးအမှုရင်ဆိုင်ခဲ့ရလို့မင်းရစာဟာကလေးတငယ်အရမပြုတ်ကျင့်မှုညှဉ်းပန်းနှိပ်စက်မှုနဲ့ထောင်နှစ်ရှည်25နှစ်ကြာခံလိုက်ရတယ်ဒီလေဒီအောင်ကျွန်တော်ဆောင်ပြေးဖို့မဟုတ်ပါဘူးကျွန်တော်အားလုံးကိုရင်ဆိုင်မှုအတွက်ကျွန်တော်ခဏလေးအချိန်ယူပါမိန်းမဖြစ်သွားလဲပူပေါင်းကြံစီမှုနဲ့ပါဝင်ပတ်သက်မှုနဲ့ထောင်နဲ့20ကျော်သူတို့လင်များဟာစီရင်ချက်ချခံရပါတယ်ကိုမင်းရတာဒီကလေးမကိုမင်းရတာအိမ်မှာအလုပ်လာပဲနဲ့နေစီပါလေ6နှစ်ရှိ6နှစ်ကိုလာလုပ်တဲ့ချိန်အတက်ဘယ်လောက်ရှိဘူးလဲအလင်းနဲ့နော်အဲ့ဒီလိုနဲ့ຫນွေဦးတော်လိုင်းကာလအတွင်းမှာလဲနိုင်ငံရေးအကျဉ်းသားတွေစစ်ကောင်စီရဲ့မတရားဖမ်းဆီးချင်းခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလည်းမင်းရစာကရိုက်နဲ့နင်းပန်းနှိပ်စက်ပြီးတန်စီနေရာထိကိုရောက်ရှိလာတဲ့အခွင့်ထူးခံအကျဉ်းသားအရာရှိတယောက်ဖြစ်လာတယ်လို့လည်းသိရတယ်အလားတူပဲသူ့ရဲ့ဇနီးဖူးငုံပွင့်လဲအခွင့်ထူးခံဖြစ်ပြီးလာပြီးတော့ထောင်ထဲမှာနေရာရလာတယ်ငွေတိုးချီးစားတွေလောက်လာတယ်တသိန်းချီးရင်တသိန်းအတူပေးရတယ်ဒါကိုချီးငားတဲ့အကျဉ်းသားရဲ့ထောင်ဝင်စာလာသွေးတဲ့မိသားစုဝင်တွေဘက်ကလာသွေးတဲ့အခါမှာချက်ချင်းကိုပေးရတယ်ဒါကိုအရာရှိတွေလည်းသိရတယ်ဆိုပေမဲ့အခွင့်ထူးခံလူဒန်းစားတရက်အကျိုးတူအနေနဲ့မတိမျက်ွယ်ပြုတ်ပြီးတော့ဥပိ္ပခာပြုတ်ထားတယ်လို့သိရတယ်ဇနီးတဲ့မြဖူးငုံဟာထောင်ထဲမှာတင်ကိုလှလှပပနုဖတ်နေရတယ်အသားဖြူဆေးဆိုတဲ့ကောလာဂျင်တွေလည်းတောက်ပြီးတော့မှမင်းသမီးတစ်ပါးလိုဘယင်မတစ်ပါးလိုနေတဲ့အပြင်အချင်းထမင်းမစားဘဲနဲ့အပြေကနေပြီးမှားစားတယ်ဒါကိုရဲအရာရှိတွေကလည်းလှုပ်ဆောင်ပေးတယ်လို့သိရတယ်ဒါဟာလက်ရှိမှာလူပြောများပြီးဖြစ်ပေါ်လာတဲ့ပေါ်ပူလာဖြစ်နေတဲ့သတင်းဖြစ်စဉ်ပါရန်ကုန်တိုင်းလဲကူမြို့နယ်ကကျောင်းထိုင်ဖုန်ကြီးကနေဒါယကမကြီးကိုအဓမ္မပြုကြံစီပြီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအဲ့ဒီကျောင်းထိုင်ဖုန်ကြီးကိုတည်တံချမှတ်သွားတယ်ဆိုတဲ့သတင်းထိုးတစ်ခုပါတည်တံချမှတ်ခံရတဲ့ဒီဖုန်ကြီးဟာတပတ်အတွင်းအယူခံဝင်ခွင့်ရှိတယ်လို့လည်းသိရတယ်ဒီဖြစ်စဉ်ကတော့ပြီးခဲ့တဲ့2025 5လပိုင်း9ရက်နေ့တုန်းကဖြစ်ပွားသွားခဲ့တဲ့ဆိုရှယ်မီဒီယာမှာသတင်းကြီးခဲ့တဲ့အမှုအခင်းဖြစ်ပါတယ်လဲကူမြို့နယ်မှာရှိတဲ့အောင်ဖုံးပြဖုံးကြီးကျောင်းကကျောင်းတိုင်ဖုံးကြီးတမစာရခေါ်ဦးတန်းအောင်ဆိုသူဟာသူ့ကိုနှစ်ရှည်လအများယုံကြည်စီးကပ်ကိုးကွယ်လာတဲ့ဒါယကာမကြီးဒေါ်တီရာအောင်အသက်48နှစ်ကိုအာရမပြုတ်ကျင့်ပြီးကြံစီဖို့နဲ့လက်မခံတာကြောင့်ဓာတ်နဲ့15ချက်လောက်ပိုင်းပြီးခုတ်တက်ခဲ့တာပါအခင်းဖြစ်စဉ်ကတော့ဒီပြီးခဲ့တဲ့2025 5လပိုင်း9ရက်နေ့မှာဒီကျောင်းနိုင်ဖုန်ကြီးဓမ္မစာရခေါ်ဦးတန်းအောင်နေပြီးတော့မှဒေါ်တီရာအောင်ကိုခေါ်လိုက်တယ်ကျောင်းကိုခဏလာခဲ့ဖို့ကျောင်းနိုင်ဖုန်ကြီးကိုယ်တိုင်ဆရာတော်ကိုယ်တိုင်ခေါ်တဲ့အခါကျတော့ဒေါ်တီရာအောင်လည်းကျောင်းကိုဒီအောင်ဖုန်ပြဖုန်ကြီးကျောင်းကိုသွားခဲ့တယ်အဲ့ဒီမှာအကျဉ်သမားဒီဖုန်ကြီးကနေပြီးတော့သူကန်နေနေတဲ့အတွက်တင်ငန်းလျှော်ခိုင်းတယ်အဲ့ဒါကိုဒေါ်တီရာအောင်ကလျှော်ပေးခဲ့တယ်ဒီနေရာမှာဒေါ်တီရာအောင်ကိုလည်းဝေဖန်ပြီးပြောဆိုနေကြတာရှိတယ်။ဘုန်းကြီးရဲ့တင်ငန်းကိုလျှော်ပြီးရကောင်းလားဆိုပြီးဝေဖန်ကြတယ်။အဲ့လိုတော့မဟုတ်ဘူး။ဒေါ်တီရာအောင်တို့ကဒီဘုန်းကြီးကိုလုံးဝယုံကြည်သက်ဝင်ခဲ့တယ်။ဒေါ်တီရာအောင်ရဲ့သူ့ရဲ့ခင်ပွန်းရဲ့ပြီးတော့သူ့ရဲ့မိသားစုတွေမိခင်တွေရောအကုန်လုံးဒီဘုန်းကြီးနဲ့ဒီဘုန်းကြီးကျောင်းမှာလိုအပ်တဲ့ဝေယဝိဆဝိထုပစ္စည်းတွေအစားအကုန်လုံးကိုထောက်ပံ့ကူညီလှူဒန်းခဲ့တဲ့အပြင်ကိုအောင်ဖုန်းပြဘုန်းကြီးကျောင်းအတွက်အလိုအဆုံးမော်တော်ကားကိုလည်းလူဒန်းပေးခဲ့တဲ့မိသားစုတွေဖြစ်တယ်
ဖုန်ကြီးခိုင်းတဲ့အတွက်သင်္ကန်းလျှော်ပေးတဲ့အခါမှာဖုန်ကြီးကအနောက်ကနေအာရမပြုတ်ခြင်းဖို့ကြံစီတာကိုဒေါ်သီတာအောင်ကလက်မခံခဲ့လို့ဖုန်ကြီးကဓာတ်နဲ့15ချက်ပိုင်းခုတ်ခဲ့တာဖြစ်တယ်ဒီဖြစ်စဉ်ကြောင့်အမှုကိုတနစ်ကြော်ကြာစစ်ဆေးကြားနာပြီးတဲ့အခါမှာ2026ဖေဖော်ဝါရီ24ရက်မှာပြမှုထင်ရှားတာကြောင့်တည်တံဆိုပြီးချမှတ်ခဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတပတ်အတွင်းကိုဒီဖုန်ကြီးဓမ္မစာရဟောအတန်းအောင်အနေနဲ့အယူခံဝင်ရှိတယ်လို့လည်းသိရတယ်ဒါပေမဲ့ကျိုးလွန်ခံရလို့ဒေါ်သီတာအောင်ရခင်မွန်းဘက်ကတည်တံကိုကြာခံနိုင်ရေးအတွက်ကိုအဆုံးထိတရားမျှတရေးအတွက်ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်